ဘာလုပ်လဲချောင်းလေခုံးမယ်ဟုတ်ကဲ့မဟုတ်ပါဘူးဗျာဟုတ်ရောဘာလုပ်လဲဟုတ်ဒါဥပတုအိမ်လားလို့ဟုတ်တယ်လေဆရာကြီးဥပတုရဲ့အိမ်ပဲဆရာကြီးဘာဆရာကြီးလဲဟုတ်မှာဟေ့အောင်မင်းစော်ကားလိုက်လားဘာဆရာကြီးရမှာလဲဒါအကြမ်းမြင်ဆရာကြီးဒိဗ္ဗစကုဥပတုရဲ့ပေးမကြဘူးလားဆရာကြီးဒိဗ္ဗစကုဥပတုဟုတ်တယ်ဒီဘယ်လာမေးတာမဟုတ်ပါဘူးဗျဟိုတီးပြီမင်းအလူခံတင်နေဟဲ့ကောင်ကဲမင်းဒိုးလိုက်ပါတော့ကွာဆရာကြီးကမင်းတို့လိုကောင်မျိုးတွေလူတာမဟုတ်ဘူး तू ကတကယ်ကုသိုလ်ရတဲ့အကြီးမမအတူမျိုးတွေပဲလူတာကဲတော့ပါကွာမင်းဘေးနေမေးတာတခုကဲပြန်ဒိုးတော့အတူကြီးကြီးလို့မျိုးတော့ဗျာဘာလဲကွာသူရဲ့ဖြစ်တယ်လို့မဟုတ်ပါဘူးကျွန်တော်ကဆရာကြီးဥပဒုရဲ့သားပါဟာဟုတ်လားဟောငါသိပြီမင်းကဆရာကြီးစီမှာပညာသင်ခြင်းလို့သားတစ်ပည့်လာခံတာဟုတ်ဟဲ့ကောင်မရတော့ဘူးနော်သားတစ်ပည့်အလိုမရှိတော့ဘူးလက်မခံတော့ဘူးဒီမှာငါတရားလုံးသူ့ရဲ့သားတစ်ပည့်ဖြစ်နေပြီနော်အဲ့တော့မင်းကဒုမနာသားကြီးမလို့တော့ဘူးကဲမင်းဒုလိုက်တော့ကွာတော်ဟုတ်ပါဘူးဗျာကျွန်တော်ပြောတာတခြားနားထောင်ပါဦးကဲဟဲ့ကောင်မင်းညောင်းလိုက်တော့ကွာဟုတ်ပါဗျာကဲညောင်းလိုက်တော့ဒီမှာဆရာကြီးကသူ့ဖယားကန်းနဲ့ဝင်နေချိန်မှာဒီလိုစူးညံမှုညံလောက်တာကြိုက်တာမဟုတ်ဘူးဘာလဲအခုလောလောဆယ်စူးနေရပြောနေတာကျုံမဟုတ်ဗျာခင်ဗျာအဲ့တော့မင်းတော်စကားများတော့ကဲမင်းသွားပါလို့မသွားဘူးဗျာတော့ဗျာမသွားတော့ဗျာခင်ဗျာမသွားတော့မင်းထောက်ချလိုက်မင်းစူးနေလို့ဘာဖြစ်လဲမဟုတ်ဆရာကြီးဒီမှာဒီကောင်လာရှို့နေလို့ဒီကောင်သွားရဖေဖေဖေမင်းကတော့အဲ့ဒါငါသားအဲ့ဒါဖေဟာဝီးပြန်လာတော့တယ်ဒါဖေးစိတ်မဆိုးဘူးမဆိုးပါဘူးခင်ဗျာဟိုအဖေကဘာပြူတော့ဟင်ဘာပြအောင်ဟုတ်ကဲ့ဘာဖြစ်စိတ်ဘာဖြစ်စိတ်ချင်ပါဘူးခင်ဗျာဟိုဝမ်းသာလို့ပြောပြတာပါဖေဖေလေးဝမ်းသာဒါဖြစ်ဟုတ်တယ်ဒါပြောလိုက်တာငါ